လက်ကောက်ကတော့မလွတ်ဘူးနော်လောပန်းတို့ပနာပဲရလာတာလက်ကောက်ကတော့မလွယ်ဘူးရှင်ကြောက်လေးကတော့ကျေးဇူးပါဒါလေးမော်စီစာနော်ကိုလောပန်းတို့ဒါလေးကတော့ဘယ်လိုပြောလဲဈေး20ပြောဈေးကတော့20ပြောရတယ်ကိုလောပန်းနေဈေးကတော့20ပြောတယ်တဲ့လောပန်းတို့မော်စီစာလေးကျေးဇူးပါဒါလေးကြည့်တော့ကြည့်ရတယ်နော်လောပန်းတို့ခုံးရည်လေးပဲဒီမှာအနာကြီးရောပါလာတယ်ဒီမှာတလိုင်းဒီမှာတစ်ချက်ပါလာတယ်နော်လောပန်းတို့ခုံးရည်လေးပဲဒီဘက်ကတော့အပဲ့နော်ဘယ်လိုပြောလဲ30နီနီ30ပါလောက်30ပါလောက်ဆိုစီးပေးမယ်ငါးလေးရောက်ကြိုက်တယ်ငါးလေးကက်ကက်ကြိုက်တယ်ဟောမရလို့ပါပေးသေးရှိလားဟမ်ပေးသေးငါးသိန်းပြီးတာလေငါးသိန်းတော့ပြန်ဆက်လိုက်ဟုတ်လားငါးလေးတော့မမီဘူးငါးလေးဟောက်ပဲကြိုက်တာကျေးဇူးပါဘယ်လိုပြောလဲဒီအဝါလေး30လမ်းပြက်လားကြည့်အောင်အမနီနီပြောကြည့်အဝါလေးอ่ะဒီဘက်ကလပန်းတို့ကြောက်တွေကခိရများသွားရယ်နော်ခိရများသွားရယ်လပန်းတို့ကျေးဇူးပါအေးကြည့်မယ်နော်ခဏလေး30ပြောရယ်ဒီအဝါလေးကဒုလေးကလပန်းတို့ဒီမှာနော်လက်တလုံးတို့လောက်ပဲရှိမှာကျေးဇူးပါဒုလေးပါသွားလို့တမခံအဝါလေးကတမခံလေးသူကဒုလေးရောရှိရယ်ဟောနော်ဒီဘက်မှာခေါင်းခွဲတော့ပါလာတယ်စီးရညီမလာမမေးလိုက်ပွဲစားကြောက်ထားခဲ့ရဘယ်လိုပြောလဲဒီပတိလိုက်လေး20နီးပြောပါဒီမှာတော့စီးရတယ်အားလေးရောက်မှန်ကန်လေးပဲပွားနေတာပင်ကလေးပဲကြိုက်တာဒီချန်ကြောက်တဲ့နေ့ကမှစီးပေးလိုက်ပါဒီမှာတော့လပန်းတို့အဝါလေးနော်ကိုလပန်းတို့အမ9ရက်ပဲဒီမှာတော့လပန်းတို့အနာကြီးရောပါလာတယ်ကိုလပန်းနေအနာကြီးရောတစ်ချက်ပါလာတယ်ကြောက်လေးကအဖုံးရောပေးသေးရှိလို့လားပေးသေးမရှိရင်9ရက်ဖွင့်ကြည့်မယ်လေအဲ့ဆိုတော့ညီမကြော်ပေးလိုက်တော့မယ်လို့ပန်းကြောက်လေးက9ရက်လုံးဝစီလို့မရဘူးလို့ပြောတယ်ကျေးဇူးပါအမအရွယ်နည်းနည်းရှိရယ်ဟုတ်တယ်အာမဟုတ်ဘူးဒီပန်းလေးဒီဟာလေးကဘယ်လိုပြောလဲ60နီးပြောနီး8သိန်းစီးသွားလိုက်တာလေမဟုတ်ဘူးတစ်ချက်ပတ်သွားလိုက်မရမပြန်လာပြီတစ်ချက်စီးသွားလိုက်တော့အဲ့ဒါဈေးကုန်ပေးလိုက်တာပဲမရရင်လည်းတော်ပြီပွဲက9000ထည့်ပေးလိုက်မယ်ပွဲက9000ထည့်ပေးလိုက်မယ်8သိန်းစီးသွားလိုက်ဈေးရောက်နေပြီကြောက်ကစီးသွားလိုက်ဒါလေးကနီးပြောနီးပဲကြာရင်နေတော့လက်ဆက်လိုက်မနေ့ကတခါကြည့်ပြီးသွားပြီဒီကြောက်လေးကဒီဟာလေးစောလာပြတာဟုတ်တယ်ကြောက်တယ်နော်ပဲရောရမှာဒီကလည်းမထီပါဘူးဘာမှမထီအောင်မထီရဘူးကျေးဇူးပါဈေးလေးဝေးလို့စီဝါလာအကိုဒါလေးက8သိန်းမရရင်တော့ပြီဈ
စီဝါကြည့်လိုက်မစိုးတော့ဘူးကြောက်ကရှစ်သိန်းပွဲကတသိန်းတောင်းပေးမယ်စီဝါလိုက်မရရင်ပြန်လာကြည့်လိုက်မဟုတ်ဘူးလောပန်းကပုံမှန်ပဲကြည့်တာလောပါဘောပဲကြောက်ပုံမှန်တက်ပေးပါအတက်ပေးတော့စီးလို့မရဘူးဒီမှာတော့လောပန်းတို့ကြောက်ကလည်းလက်ဆက်တယ်နော်ဒီနေ့မှမဟုတ်ဘူးအကိုတို့နဲ့လေကကြောက်လေပါလေကွာခဏခဏတဲ့အားကြောင့်မလို့အကိုတို့လည်းပွဲကပို့တောင်းပေးလိုက်တာကြောက်ကတက်လို့မရတော့တစ်ချက်စီးပေးလိုက်မရလာဖြီးတို့မှဆိုလို့ပါကျွန်တော်တို့ကြောက်ခိုင်းတော့စီးပေးတယ်3သိန်း4သိန်းပေးရစီးပေးတယ်ကျွန်တော်တို့ကြောက်မဟုတ်ဘူးမရရင်လာဖြီးလိုက်အကိုရောင်းခိုင်းတာမဟုတ်ဘူးမရရင်လာဖြီးခိုင်းလို့ရတယ်အားကြောင့်မလို့ပွဲကတသိန်းထည့်ပေးလိုက်မယ်8သိန်းစီးသွားလိုက်နော်နောက်ဆုံးချစ်30အရန်ကတ်နေပြီပေးလိုက်ပွဲကတသိန်းထည့်ပေးမယ်အများကြီးမပြောတော့ပွဲကတသိန်းထည့်ပေးလိုက်မယ်စီးသွားပေးလိုက်ကွန်းသွေးလေးပဲနော်လောဘန်တို့လက်ကောက်ကတော့အရှင်းတော့တွက်လို့မရဘူးကိုလောဘန်တို့အကျော်လေးတွေပါတယ်ကျေးဇူးပါဒါလေးစီဝါလိုက်တော့မရရင်လည်းတော်ပြီကျေးဇူးပါစီဝါလိုက်ပါဆိုနေမှာပဲအကိုတို့ကလည်းပြန်ခေါ်ပေးရောခေါ်ပေးကြအောင်မစီးဘူးနော်လပန်း8သိန်းပွဲက3သိန်းထည့်ပေးအောင်မစီးဘူးလပန်းရင်ကျေးဇူးပါလားလေရပြီလို့ပြောလိုက်တော့ဝေးဟိုဟာလေရပြီလို့ပြောလိုက်တော့ကြည့်မယ်နော်ခဏလေးနော်ကြည့်မယ်ကျေးဇူးပါဒါလေးကမကြိုက်သေးဘူးဘယ်လိုပြောလဲဒါလေး15စီးပေးမယ်လောဘနို့အဆန်နည်းနည်းများရနော်မနအသားကြောက်ပဲဟာလေးကမကြိုက်သေးဘူးနော်ဒီဟာလေးရောဒီဟာ50စီးတယ်နီးပြောပါနီးဆိုရင်30ပိမ့်ပါဟမ်မရဘူးပိမ့်မိုင်းမရဘူးလေလောဘနို့ကစုံပန်းလေးပဲနော်ကစုံပန်းလေးဒီနားလေးပဲဒါလေးကပိမ့်မိုင်းကြီးရဘလို့မရတော့ပြောခိုင်းတာ80ပြောခိုင်းတာပေးသေးရှိလို့လားဘူးမှပြတာဓမီရအောင်လေအဲ့ဒါတက်တယ်ဒီမှာနော်လောဘနို့အခွင့်ထားတော့ဒီလိုမျိုးလေးရှိမယ်အမဝယ်ရမယ့်ကြောင်းတယ်ဈေးပဲလေဈေးလောက်လာနေရကြီးလို့ဘလို့တလောက်လာလဲဒီမှာကြောက်ကဒူးကိုလည်းကြည့်အောင်လက်တလုံးဒူးပဲရှိမှာစီသားနဲ့အနာရယ်ဒူးရယ်လေကိုရဲ့လို့အစီသားနဲ့လက်ကောက်လွှင့်ကြိုက်တယ်ဟောစီသားပါနေတာအကြောင်းပြောစီသားပါဖို့ကြက်ခတ်ရောင်းတယ်ကျေးဇူးပါတိုင်းမမရမခွန်းတော့ကျေးဇူးပါဒါလေးဘယ်လိုပြောလဲအကိုနန်းပြန်တော့လောပန်းတို့ရေဆယ်ကြီးပိုင်းဘာလို့ဆယ်ကြီးပိုင်းပြောရလဲဒီမှာပလေးပဲအကိုပါရင်အောင်လိုက်ဆိုတရားသီးနေအောင်ပါတရားသီးနေမော်ရလို့လက်ကောက်လားကြည့်မယ်လေခဏလေးဒီမှာတော့လောပန်းတို့လက်ကောက်ကတော့မလို့ဘူးဆယ်ကြီးပိုင်းနဲ့ကိုလောပန်းတို့ရေဈေးရတော့မပေးရလောက်အောင်ပဲဆယ်ကြီးပိုင်းခေါ်တော့ဘယ်လိုပေးရတော့မှာလဲနန်းပြန်တော့လောပန်းတို့ရေအောက်ဘက်မှာတော့ယော့သွားတယ်ကျေးဇူးပါဈေးရမကိုက်တော့သေးဘူးဘယ်လိုပြောလဲဒီလက်ကောက်လေဆယ်ကြီးပဲဆယ်ကြီးပိုင်းနီ
နီး90လောက်လို့ပြောတယ် ဒီဘက်ကြည့်ရ30လောက်ဖြစ်မလားကို ကြောင်းရပြီးသေးရှိတာ ဘယ်လောက်ပေးထားလဲ 15ပေးသေးရှိထားတယ်တိုင်းကြီးပိုက်ကြိုက်တယ်15တကယ်ပေးထားလား ဟုတ်တယ် 15ပေးသေးရှိထားတယ်လို့ပြောတယ်ကိုလောပန်းတွေကြောက်လေရတော့ဒါလေးဘယ်လိုပြောလဲ15စီးပေးမယ်ဘယ်လိုလဲကျေးဇူးပါလားလေဒါလေးကမကိုက်တော့တယ်နော်တစ်ချမ်းနဲ့လားပါတယ်ဘပန်းတို့ရေကြောက်လေရတော့ကုလောပန်းနေလက်ကောက်ကတော့တွက်လို့မရအောင်နော်လက်ကောက်တော့မလွတ်ဘူးလက်ကောက်တော့မလွတ်ဘူးလောပန်းတို့ဘယ်လိုပြောလဲမ50စီးကတော့50ပြောတယ်ကုလောပန်းတွေပန်းနည်းနည်း၆သွားတယ်နော်ကျေးဇူးပါဒီကိုကိုက်တော့တယ်ကြည့်မယ်နော်ခဏလေးဒါလေးကဒီဟာပဲလားတခြားဘက်တစ်ချမ်းရောရှောင်းလိုက်ပြီလားမနော်လောပန်းတို့အနာလေးတော့များတယ်ချွမ်လေးနော်လောပန်းတို့အနာလေးတော့များတယ်ဒီမှာနော်လောပန်းတို့ဒီဘက်ကတော့ယော့သွားတယ်ဘယ်လိုပြောလဲဒါလေးတစ်ခါကြည့်ပြီးတော့ရေကိုအဲ့တော့ကဈေးအဲ့လောက်မခေါ်သေးဘူးကျွန်တော်ပဲဟို900ဘာအားရကြအောင် အဲ့တော့ကနှလုံးဆက်လားမသိဘူးဟုတ်တယ်မလားမဟုတ်ဘူးဟိုတခြားအချမ်းတွေရောပါသေးရဲ့ဒီမှာနော်ဟိုဟာတွေကရောင်းလိုက်ပြီလားကျန်တဲ့ဟာတွေကအနာလေးနည်းနည်းများတယ်ဆယ်ကြီးပိုင်းလိုချင်တယ်တဲ့လပန်းတို့ဈေးရတော့ပေးသေးရှိလားဘယ်လောက်ပေးထားလဲ30ပေးသေးရှိတာလို့ပြောရယ်နော်ကိုလောပန်းနေဒီဘက်နည်းနည်းရွှေ့လိုက်နော်ဈေးရတော့လောပန်းတို့30ပေးသေးရှိထားတယ်လို့ပြောရယ်30တော့မမီဘူးကိုအောင်မရဘူးကျေးဇူးပါချိန်လို့ချိန် ဒီကတိတ်တော့မကြည့်တတ်ဘူးပလိန်းနဲ့ရောဒါလေးကလူပြောလဲပလိန်းတော့90ပြောတယ်ပေါ့ဘယ်လိုပေးရတော့မှာလဲဒါပဲပေးလိုက်ချိန်မလို့ဟုတ်တယ်ကိုဖတ်တိကျေးဇူးပါ